ဒီလူဟာအမျိုးသမီးဓာပြတယောက်ရဲ့ခင်မွန်းဖြစ်အတင်းကျဆေးခိုင်းခံရပါတယ်။နေတိုင်းသူမရဲ့မိသားစုကိုအစေခံတယောက်လိုလှုပ်ကြွေးဖြူးစုခဲ့ရပြီးသူ့ရဲ့မကျေနပ်မှုတွေကလည်းတစ်နေ့ထက်တစ်နေ့တိုးလာခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာရေချိုးရေကိုတမင်တက်အရန်ပူအောင်အပူပေးထားပြီးတခုခုဖြစ်လာမလားလို့စောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာလေသူ့ရဲ့အဝတ်စားတွေချွတ်ခံလိုက်ရပါတယ်။သူ့ရဲ့လေမာမှုအတွက်ဆုလအနေနဲ့အရင်ဆုံးရေချိုးခွင့်ရခဲ့ပြီးရေချိုးကန်တဲ့ကိုအတွန်းခံလိုက်ရပါတယ်။တိတ်မကြခင်ကပဲအဲ့ဒီမိန်းကလေးဟာတောင်ပေါ်ကိုဖြတ်သွားတဲ့အမျိုးသားတိုင်းကိုပြန်ပေးဆွဲဖို့အမိန့်ပေးခဲ့တာပါ။ဒါပေမဲ့ဘယ်သူမှခင်မုန်းဖြစ်မတင်တော့ခဲ့ကြပါဘူး။တချို့ကရုပ်မချောသလိုတချို့ကပဲမိန်းမတွေကိုစိတ်မဝင်စားကြပါဘူး။သူမရဲ့အမေကယောက်ျားတစ်ယောက်ခေါ်မလာရင်နှစ်တစ်မှာအိမ်ပြန်မလာနဲ့လို့စာပို့ပြီးရာဇသံပေးခဲ့ပါတယ်။ရွေးခဲ့စရာမရှိတော့တဲ့အစုံမိန်းကလေးဟာတောင်အောက်ကိုဆင်းပြီးကိုယ်တိုင်လိုက်ရှာခဲ့ပါတယ်။ကန်ကောင်းချင်တော့လှပတဲ့မြင်းလဲတစ်စီးဖျက်သွားတာနဲ့ကြုံခဲ့ပါတယ်။သူမဟာပတိမောက်ကနေခုံဝေးလိုက်တဲ့အခါချောမော့တဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမကဓားမြောင်နဲ့သူ့လေပင်ကိုထောက်ပြီးငြိမ်နေဖို့အမိန့်ပေးခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ကိုယ်ခန္ဓာကြမ်းခိုင်မှုကိုစစ်ဆေးကြည့်ပြီးသဘောကျသွားပါတယ်။အဲ့ဒီလူကသူဟာနန်းသွဲ့အရာရှိတစ်ယောက်ဖြစ်တယ်လို့သတိပေးခဲ့ပေမဲ့သူမကဂယုမဆိုင်ပါဘူး။ဘေးကစာလေးကိုဖွင့်ကြည့်လိုက်တဲ့အခါသူမရဲ့ပုံထူပန်းကြီးကတစ်ချက်ဖြစ်နေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်။တကယ်တော့အဲ့ဒီလူဟာလူမသိခုံကြီးခရီးထွက်လာတဲ့ဧကရမမြတ်ဖြစ်နေတာပါ။သူဟာနာမည်ကျော်ဓာပြမကိုဖမ်းဆီးဖို့လာခဲ့တာပါ။ဒါပေမဲ့ဘယ်သူမှသူမကိုမမြင်ဘူးတာကြောင့်ပြောပြချက်တွေအရာပဲပုံဆွဲခဲ့ရပါတယ်။ဧကရကဒီဓာပြမကိုတိလားလို့မြည်တဲ့အခါသူမကခေါင်းငင်ကြပြီးတကယ်ဓာပြမကဒီပုံထဲတာထပ်ပေါ်ရုပ်ဆိုးတယ်လို့ပြောခဲ့ပါတယ်။ဧကရကသူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုဖုံးဝဲဖို့အတွက်သူမကိုချစ်မိသွားလို့ပါလို့လိန်ပြပြောဆိုခဲ့ပါတယ်။သူမရဲ့အလှကိုချီကျူပြီးသူမနဲ့တွေ့ဖို့ဘာမဆိုပေးမယ်လို့ပြောပါတယ်။မိန်းကလေးကချက်ချင်းသဘောတူပြီးသူ့ကိုမြဲလဲတဲ့ကနေခေါ်သွားခဲ့ပါတယ်။စောင့်ရှောက်သူတွေကဧကရကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဓာပြတီရဲ့ဝိုင်းဝိုင်းတိုက်ခိုက်ခြင်းကိုခံလိုက်ရပါပြီ။ဧကရကတခုခုမားနေပြီလို့ခံစားနေတဲ့အချိန်မှာပဲခေါင်းကိုရိုက်ခံလိုက်ရပါပြီ။သူတတိမလိတ်ခင်ပါပဲသူမဟာတကယ်ဓာပြမအစ်စ်ဖြစ်သွားကြောင်းကြေညာတာကိုကြားလိုက်ရပါတယ်။ပြန်နိုးလာတဲ့အခါဧကရဟာခြေထုတ်လက်ထုတ်ခတ်ထားရပါပြီ။စစ်တီတွေအားလုံးလည်းလက်နက်ထူသိမ်းခဲ့ရပြီးလဲထွန်ဖို့အစီကံခိုင်းခံရပါပြီ။ဓာပြတွေကတန်းမလွန်လာကြဧကရရဲ့ချောမောတဲ့ရုပ်ရည်ကိုသုံးပြီးလွတ်အောင်ကြိုးစားဖို့အကြံပေးခံပါတယ်။မိန်းကလေးကသူ့ရဲ့အဝတ်အစားတွေကိုလဲပေးပြီးနှစ်သက်မှာအိမ်လိုက်ခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။ဧကရကဒေါသတကြီးနဲ့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူမကဝိုင်ထဲမှာဆေးတမျိုးခတ်ထားခဲ့ပါတယ်။အဲ့ဒီဆေးကြောင့်သူဟာစိတ်လှုပ်ရှားရင်သွေးအံ့ပြီးတေဆုံးနိုင်တယ်လို့ချီးညောင်ခဲ့ပါတယ်။သူမရဲ့ခင်မုန်းအဖြစ်ဟန်ဆောင်ပေးမှသာဆေးဖြည့်ပေးမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီလိုမြင့်မြတ်လာတဲ့ဧကရမြင့်မြတ်ကြီးဟာဓာပြမလေးရဲ့အသေးအကျက်ခေါ်သွားခြင်းကိုခံရတော့ပါတယ်။